ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကိုနိုင်လေးဖြစ်ပါတယ်တောင်ကုန် YouTube channel ကနေအားလုံးပြန်လာကြိုဆိုပါတယ်ကျွန်တော်ဒီနေ့အားလုံးမျှဝေပေးမယ့်အကြောင်းကတော့ကျွန်တော်တို့တွေမိမိဖုန်းကနေတစ်ဆင့်တခြားတယောက်ရဲ့ဒီ call recording အတန်ကိုကျွန်တော်တို့ဘယ်နည်းနဲ့နားထောင်မလဲဆိုတာပဲဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တို့ရဲ့ application တစ်ခုကိုကျွန်တော်တို့ install လုပ်ရပါလိမ့်မယ်အဲ့ဒီ application ကို install လုပ်ဖို့ကျွန်တော်တို့တွေ browser ထဲကိုသွား callrecord24.com ကိုအဲ့ဒါကျွန်တော်တို့ဒီ search bar မှာ callrecord24.com ဆိုပြီးနှိပ်ပြီးကျွန်တော်တို့ search နှိပ်လိုက်ပါ search နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီအောက်မှာ tracking app installation ကိုကျွန်တော်တို့အဲ့ဒါကိုတစ်ချက်လောက်နှိပ်လိုက်ပါနှိပ်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ဖုန်းမျိုးစားနဲ့ပတ်သက်ပြီးလုပ်ရမယ့် setting ကိုသူပြပေးပါလိမ့်မယ်အရေးမကြီးပါဘူးအခုကျွန်တော်တို့တွေ application ကို download ဆွဲဖို့သူက mobi22.com ကိုကျွန်တော်တို့ချက်လောက်နှိပ်လိုက်ပါနှိပ်လိုက်မယ်ဆိုရင်အခုကျွန်တော်တို့တွေ download ဆွဲမယ့်နေရာကိုရောက်ပါပြီဒီအစိမ်းအောင်ခလုတ်လေးကိုနှိပ်ပြီး download ဆွဲလို့ရတယ်လို့ကျွန်တော်တို့တွေဒီ click here ဆိုပြီး download ဆွဲတဲ့နေရာကိုကျွန်တော်တို့နှိပ်လို့ရပါတယ် download ဆွဲပြီးလို့ဆိုရင် install လုပ်နေအစဉ်စဉ်ကိုသူပြပေးပါလိမ့်မယ်အခုကျွန်တော် application ကို install လုပ်ပြီးဆိုတော့ကျွန်တော်တို့ application ကို direct သွားလိုက်ရအောင် okay application ကကြောက်ကျွန်တော်တို့ဒီ Android ကောင်းပုံစံလေးเนาะအဲ့ဒီပုံစံလေး application ကိုကျွန်တော်တို့ချက်လောက်နှိပ်မယ်ဆိုရင်သူကျွန်တော်တို့ကြီးက permit တချို့ကိုတောင်းလိုက်မယ်ဆိုတော့ကျွန်တော်တို့ agree လုပ်ပေးလိုက်မယ်ပြီးလို့ဆိုရင်ကျွန်တော်တို့က Gmail တောင်းလိုက်မယ်ဒီနေရာမှာကျွန်တော်တို့ချက်လောက်သတိထားပါဒီနေရာမှာမိမိရဲ့ကိုယ်ပိုင် Gmail ကိုထည့်ပါဘာကြောင့်လဲဆိုတော့ဒီ Gmail ကနေစဉ်သူကျွန်တော်တို့ကို call recording ကိုပို့ပေးမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တွေကိုယ့်ရဲ့မိမိကိုယ်ပိုင် Gmail ကိုပဲအသုံးပြုပါဒီနေရာမှာ okay ကျွန်တော် Gmail ကိုကျွန်တော်ထည့်လိုက်မယ်ပြီးလို့ဆိုရင်ဒီမှာပါတဲ့ဟာလေးတွေအားလုံးကိုကျွန်တော်ဖွင့်ပေးရပါမယ်အခုကျွန်တော်ဖွင့်ပေးလိုက်မယ် allow လုပ်ပြီးဖွင့်ပေးလိုက်မယ်okay အကုန်လုံးကိုကျွန်တော်ဖွင့်ပေးရပါမယ်ကျွန်တော်တို့အကုန်လုံးကိုဖွင့်ပေးရမယ် okay ကျွန်တော်တို့အကုန်လုံးဒီမှာပွင့်သွားပြီဆိုရင်ကျွန်တော်တို့ next လေးကိုနှိပ်လိုက်ပါ next ကိုနှိပ်ပြီးဆိုရင်သူကျွန်တော်တို့ကိုဒီမှာ Wi-Fi ကနေတဆင့်ပို့မလားပြောတယ်ဆိုတော့ကျွန်တော်တို့တွေဒီဟာကိုအမှတ်ဖြုတ်ပေးလိုက်ဘာကြောင့်လဲဆိုတော့တချို့ဖုန်းတွေမှာဆိုရင်ကျွန်တော်တို့ Wi-Fi ကနေတဆင့်မချိတ်ထားတဲ့ဖုန်းတွေကများတယ်နော်ကိုယ့်ရဲ့ mobile data ကိုအသုံးပြုနေတာများတယ်ဆိုတော့ကျွန်တော်တို့တွေ Wi-Fi အဲ့ဒီအကွက်လေးကိုကျွန်တော်အမှတ်ဖြုတ်ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ next ကိုနှိပ်မယ် okay ကျွန်တော်တို့ရဲ့အကောင့်ကပြီးသွားပြီကျွန်တော်တို့ဒီဖုန်းမှာလုံးစရာရှိတာအကုန်လုံးပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒါနှိပ်ပေးလိုက်ပါပြီးလို့ဆိုရင်ဒီနေရာမှာလည်းနောက်တစ်ချက်သတိထားပါဒီ application ကိုကျွန်တော်တို့ချစ်သူဖုန်းမှာဒါမှမဟုတ်ကျွန်တော်တို့သိချင်တဲ့လူတယောက်ရဲ့ဖုန်းမှာ application ကိုကျွန်တော်တို့ဖျောက်ရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ application ကဒီပုံစံကြီးပေါ်နေမယ်ဆိုရင်ဒီပုံစံကြီးပေါ်နေမယ်ဆိုရင်သူ့ရဲ့ဖုန်းမှာဘာ application တခုလာနေလဲဆိုပြီးသူကဒီတန်တရားဝင်မယ်ပြီးတော့နေဒီ application ကိုဖြတ်ကောင်းဖြတ်လိုက်မယ်ဆိုတော့ကကျွန်တော်တို့ application ကိုဖျောက်ရမယ်ဆိုတော့ဒီမှာကျွန်တော်တို့ hide the application အဲ့ဒါကိုကျွန်တော်တို့တွေနှိပ်မယ်နှိပ်ပြီးလို့ဆိုရင်ဒီမှာသူပြတဲ့ကုတ်နံပါတ် *12356အဲ့ဒီကုတ်နံပါတ်ကိုကျွန်တော်တို့မှတ်ထားပါဘာကြောင့်လဲဆိုတော့ application ကိုကျွန်တော်တို့ပြန်ဖွင့်ချင်လို့ဆိုရင်ပြန်ပြီးပေါ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီကုတ်ကိုနှိပ်ပြီးပေါ်ရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ဒီကုတ်လေးကိုကျွန်တော်တို့မှတ်ထားပါပြီးလို့ဆိုရင်ကျွန်တော်တို့ okay ကိုနှိပ်လိုက်မယ် application မနေ့အနည်းငယ်အတွင်းသူပျောက်သွားပါလိမ့်မယ် okay ကျွန်တော်တို့ခဏလောက်စောင့်ကြည့်မယ် application ပျောက်အောင် okay application ပျောက်သွားပြီသူစက္ကန့်5စက္ကန့်9စက္ကန့်လောက်သူယူတယ် application ပျောက်ဖို့အတွက် application ပျောက်သွားပြီဆိုရင်ကျွန်တော်တို့ဒီဖုန်းမှာလုံရမယ်အလုပ်ကပြီးသွားပြီအခုကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဖုန်းကိုကျွန်တော်တို့ယူပါယူပြီးလို့ဆိုရင်ကျွန်တော်တို့ Gmail ထဲကိုတစ်ချက်လောက်ဝင် Gmail ထဲကိုကျွန်တော်တို့ဝင်ပြီးလို့ဆိုရင်သူဟိုကနေကျွန်တော်တို့ပေးထားတဲ့ Gmail ကနေသူတစ်ဆင့်သူကျွန်တော်တို့ကိုစာပို့ခဲ့မယ်အဲ့ဒီစာပို့တဲ့ Gmail မှာကျွန်တော်တို့ရဲ့ကုတ်နံပါတ်ပါမှာဖြစ်ပါတယ် link လေးပါမှာဖြစ်ပါတယ်ဆိုတော့အခုဒီမှာကျွန်တော်ရဲ့ link သူကျွန်တော်ကို link လေးတစ်ခုပေးတယ်ဆိုတော့အခုကျွန်တော်ဒီ link ကိုဝင်ပြီးတော့နေကျွန်တော်တို့ရဲ့အလုပ်လုပ်ရမယ့် main နေရာကိုကျွန်တော်တို့ရောက်သွားပြီဆိုတော့ဒီမှာ device connect ဒီ plan အဲ့ဒါကိုကျွန်တော်တို့တွေရပြီဆိုရင်ဒါကျွန်တော်တို့ရဲ့ဖုန်းထဲမှာချိတ်မိသွားပြီချိတ်ပြီးဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ဖုန်း hardware အဲ့ဒါကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးလို့ဆိုရင်ကျွန်တော်တို့ရဲ့ဒီဖုန်းကိုကျွန်တော်တို့ဘယ်နည်းနဲ့အသုံးပြုမှာလဲဆိုတော့ call record တခုတည်းမဟုတ်ဘဲနဲ့တခြားသောအကြောင်းအရာတွေလည်းကျွန်တော်တို့တွေဒီ application နဲ့ဆင်လုပ်လို့ရပါတယ်ဥပမာနဲ့ကျွန်တော်တို့ဒီမှာဒီ Wi-Fi အဖွင့်ပိတ်လုပ်လို့ရတယ်ပြီး mobile data ကိုကျွန်တော်တို့အဖွင့်ပိတ်လုပ်လို့ရတယ်ပြီးဆိုရင်ကျွန်တော်တို့ဒီဖုန်း lock ကိုကျွန်တော်တို့တွေချိန်လို့ရတယ်အခုကျွန်တော်တို့အဲ့ဒါတွေကိုမထားဘူးဘာကြောင့်ဆိုအဲ့ဒါကျွန်တော်မစမ်းသပ်ရသေးဘူးကျွန်တော်ရဲ့မိတ်ဆွေများစမ်းသပ်ကြည့်ရှင်းနေဆိုရင်လည်းတဘောပါ
အခုကျွန်တော် call recording နဲ့ပတ်သက်ပြီးပြောတာဆိုတော့အခုကျွန်တော်တို့ call recording ကိုကျွန်တော်တို့ဒီ enable call recording default ကိုကျွန်တော်တို့တွေနှိပ်လိုက်မယ်နှိပ်ပြီးလို့ဆိုရင်ကျွန်တော်တို့ set နှိပ်ပေးလိုက်ပါ set နှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီ message ကဒီ command ကကျွန်တော်တို့ရဲ့ဟိုဘက်ဖုန်းမှာကျွန်တော်တို့ခုန application download ဆွဲထားတဲ့ဖုန်းစီကိုရောက်သွားပြီဆိုတော့အခုကျွန်တော်တို့တွေဟိုဖုန်းမှာဘာလို့ကျွန်တော်တို့စီကိုတစ်ဆင့်ဟိုဖုန်း application ကနေတစ်ဆင့်ကျွန်တော်တို့ဒီဖုန်းကိုပို့ပေးမှာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်ဖုန်းတစ်ချက်လောက်ဖုန်းတစ် call လောက်ကျွန်တော်ဆက်ကြည့်လိုက်မယ်အခုကျွန်တော်ဒီမှာဝင်ပြောနေဖုန်းတစ် call လောက်ကျွန်တော်ဆက်ကြည့်လိုက်မယ်ဗီဒီယိုဒီနားမှာတစ်ချက်လောက်ပြတ်သွားလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဖုန်းဆက်လို့ဆိုရင်ဗီဒီယိုကဒီ screen shot ရိုက်နေဗီဒီယိုကအလိုလျောက်ပိတ်သွားတယ်ဆိုတော့အခုကျွန်တော်ဖုန်းဆက်ပြီးလို့ဆိုရင်ကျွန်တော်ပြန်တွေ့မယ်โอเคအခုကျွန်တော်ဖုန်းဆက်ပြီးသွားပြီဆိုတော့ကျွန်တော်တို့တွေအခုဒီအတန်ကိုကျွန်တော်တို့တွေပြန်သွားနားထောင်းမယ်ဆိုတော့အခုကျွန်တော်ဒီမှာဆက်လိုက်တဲ့ဖုန်းကကျွန်တော်ရဲ့ဟိုဘက်ကျွန်တော် Gmail မှာတစ်ဆင့် Gmail မှာပါတဲ့ link မှာတစ်ဆင့်အတန်က record ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့တွေအခုန Gmail လေးကိုကျွန်တော်တို့ပြန်ဝင်မယ်ဝင်ပြီးလို့ဆိုရင်ကျွန်တော်တို့ဒီကောင် refresh တစ်ချက်လုပ်လိုက်မယ် refresh တစ်ချက်လုပ်ကြည့်မယ် okay ဒီမှာ22နာရီ52ကျွန်တော်ခုနစတာ22နာရီ52ကစတာเนาะအခု53ဖြစ်သွားပြီဒီအောက်မှာကျွန်တော်တို့ download ဆိုတဲ့အရာတခုပေါ်နေတယ်ပြီးတော့ဒီမှာသူဓာတ်ပုံလည်းရိုက်ပေးတယ်ဗျအခုဖုန်းဆက်နေတဲ့အချိန်ဆိုရင်ကင်မရာကဘယ်ဘက်ချောင်းကိုမူတည်နေလဲအဲ့ဒီဘက်ချောင်းကိုသူဓာတ်ပုံရိုက်ပေးတယ်ဗျဓာတ်ပုံရိုက်ပေးဆိုတော့အခုကျွန်တော်တမန်စလေးမှာထိုင်နေဖြစ်ဆိုကျွန်တော်သူကြွေပြားကိုဓာတ်ပုံရိုက်ပြီးတော့နေဒီမှာတင်ထားပေးတယ်โอเคဒီမှာကြွေပြားပုံเนาะကြွေပြားပုံဓာတ်ပုံရိုက်ပြီးတင်ထားပေးတယ်အခုကျွန်တော်တို့အတန်နားထောင်းမယ်ဆိုတော့ကျွန်တော်ဒီမှာ download လေးကိုကျွန်တော်နှိပ်မယ်နှိပ်ပြီးကျွန်တော်အတန်နားထောင်းလို့ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများအတန်နားထောင်းလို့ရမှာအတန်ကြားရင်ကြားရလိမ့်မယ်โอเคကျွန်တော်မိတ်ဆွေများလည်းကြားတဲ့အတိုင်းပဲအဆက်ခွဲပါပြီကျွန်တော်ဖုန်းထဲမှာပတ်စံမရှိပါဘူးဘာကြောင့်ဆိုတော့ကျွန်တော်ဖုန်းနဲ့အပြင်ဖုန်းသိမ့်မဆက်ဘူးကျွန်တော်အင်တာနက်ပဲများသုံးနေဆိုတော့โอเคဒါပါတော့ကျွန်တော်ကိစ္စမဟုတ်ကျွန်တော်မိတ်ဆွေများကိုကျွန်တော်ပြပေးတာဖြစ်ပါတယ်โอเคဒါကကြတော့ကျွန်တော်တို့တွေဖုန်းမှာ setting ချတာအခုကျွန်တော်တို့ပြဿနာတစ်ခုစုံတက်လာပြီဆိုရင်ကျွန်တော်တို့တွေဘယ်နည်းနဲ့ဒီ application ကိုပြန်ပိတ်မလဲလွယ်ပါတယ်အခုနကျွန်တော်တို့တွေဒီ command အခုနကျွန်တော်ပို့ခဲ့တဲ့ command ကိုကျွန်တော်တို့တွေပြန်ပိတ်ရမယ်အခုဒီမှာ select a command ကိုကျွန်တော်တို့နှိပ်မယ်နှိပ်ပြီးလို့ဆိုရင်ကျွန်တော်တို့က enable call recording default အားကိုကျွန်တော်တို့နှိပ်ခဲ့တယ်ဟုတ်လားအခုအဲ့ဒီအောက်မှာကျွန်တော်တို့ disable call recording ကိုကျွန်တော်တို့နှိပ်မယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ send လုပ်ပေးလိုက်မယ်ဆိုရင်ဟိုဖုန်းမှာပါတဲ့ဟိုဖုန်းကဖုန်းဆက်လို့ဆိုရင်ဟိုဖုန်းကအတန်နေဒီဖုန်းကိုနောက်ထပ်မပို့ပြီးတော့ဘူးโอเคအဲ့ဒါကကြတော့ဒီကျွန်တော်တို့ဖုန်းကနေတစ်ဆင့်ပိတ်တာသူ့ရဲ့ဖုန်းမှာသွားပိတ်မယ်ဆိုရင် application ကကျွန်တော်တို့ကဖြောက်ထားတယ်ဘယ်နည်းနဲ့ဒီ application ကိုပြန်ဖော်မလဲ application ကိုပြန်ဖော်ဖို့တော့အခုနောက်သူကျွန်တော်တို့ပြထားတဲ့အဲ့ဒီ code number လေးကိုကျွန်တော်တို့ဒီမှာပြန်ထည့်ရမယ် *12345 ပြီးဆိုရင်ကျွန်တော် hash ကိုနှိပ်လိုက်မယ်နှိပ်လို့ဆိုရင် okay မှာပြန်ပေါ်ပြီသွားပြီဆိုတော့အခုကျွန်တော်တို့တွေ application ကို uninstall လုပ်ချင်လား application ကို uninstall လုပ်မယ်ဆိုရင်ဒီမှာလွယ်လေးဒီမှာ uninstall အဲ့ဒီဟာလေးကိုကျွန်တော်တို့ uninstall လုပ်ပေးလိုက်ပါဒါဆိုရင်ပြီးသွားပြီဘာမှပြဿနာမရှိတော့ဘူးကျွန်တော်တို့ဖုန်းဒီမှာ Gmail ကနေလည်းတစ်ဆင့်ကျွန်တော်တို့တွေပိတ်ပြီးသွားပြီ application ကိုဖုန်းထဲကနေတစ်ဆင့်ကျွန်တော်တို့တွေဖြောက်လိုက်ပြီ okay အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့အလုပ်ကပြီးသွားပါပြီကျွန်တော်ဒီနေ့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်မျှဝေပေးမယ့်အကြောင်းကတော့ဘယ်လောက်ပါပဲဖြစ်ပါတယ်ဗီဒီယိုကိုကြိုက်နေတတ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင် like and share လုပ်ပေးကြပါပြီးတော့ channel ကိုပါ subscribe လုပ်ပေးကြပါကြည့်ရှုအားပေးမှုတော့ကျွန်တော်အားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်